ဒီအသက်ရာကျော်ရှိနေနိုင်ဖို့ဆိုတာတစ်ချိန်ကဒဏ္ဍာရီတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ longevity technology လို့ခေါ်တဲ့သက်ရှည်ဘဝနည်းပညာတွေကြောင့်ဒီအိမ်မက်ကတဖြည်းဖြည်းလက်တွေ့ဖြစ်လာနေပါပြီ။ cells တွေကိုပြန်လည်ဆန်းသစ်တာ DNA ပြုပြင်တာနဲ့ပုံမင်းရောမှုကိုတားဆီးတဲ့ဆေးဝါးတွေဟာချိန်ဟုန်နဲ့တိုးတက်နေပါတယ်။ဒါပေမဲ့ဒီနည်းပညာကကမ္ဘာကြီးအတွက်ကောင်းကြီးတစ်ခုဖြစ်မလားဒါမှမဟုတ်ဘေးထွက်ဆိုးကျိုးတွေကိုတည်ဆောင်လာမလားဆိုတာဒီနေ့ဒီဗီဒီယိုမှာဆွေးနွေးသွားပါမယ်။ကောင်းကျိုးများပထမဆုံးအနေနဲ့ကောင်းကျိုးတွေကိုကြည့်ကြရအောင်။ကျန်းမာသောသက်တမ်းရှည်ခြင်းဒီနည်းပညာရဲ့အဓိကရွေးချက်ကသက်ကြီးပေမဲ့မနာမကျန်းဖြစ်တဲ့ကာလကိုလျှော့ချဖို့ပါ။အဇိုင်းမာကင်ဆာနဲ့နှလုံးရောဂါလိုသက်ကြီးမှဖြစ်တဲ့ရောဂါတွေကိုတားဆီးပေးနိုင်လို့လူတွေဟာသက်ကြီးတဲ့အထိကျန်းမာတန်ဆွမ်းနေမှာပါ။စီးပွားရေးနဲ့လုပ်ငန်းခွင်အားသာချက်အတွေ့အကြုံရင့်ကျက်တဲ့လူသားရင်းမြစ်တွေဟာသက်ကြီးပေမဲ့ကျန်းမာနေတဲ့အတွက်လုပ်ငန်းခွင်မှာရေရှည်ကြိုးပြုနိုင်မှာဖြစ်ပြီးကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေကိုလည်းတည်တည်တသာလျှော့ချနိုင်မှာပါ။ဘဝအရေးသွေးမြင့်မြင့်မားခြင်းမိသားစုတွေအနေနဲ့မိမိတို့ချစ်ရတဲ့ဘဝမိဘတွေနဲ့အတူမှတ်တရကောင်းတွေဖန်တီးဖို့ချိန်ပိုရလာပါလိမ့်မယ်။ဘေးထွက်ဆိုးကျိုးနဲ့စိန်ခေါ်မှုများဒါမဲ့အကျွေးသေးတစ်ခုမှကြော့နဲ့အလှည့်ရှိတယ်လို့ပါပဲဒီနည်းပညာရဲ့နောက်ွယ်မှာကဘာကြီးအတွက်စိုးရင်စရာဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ဘဝရေးမငြိမ်းချမ်းမှုကြီးမားလာခြင်းဒီလိုစေးကြည့်တဲ့နည်းပညာတွေကိုချမ်းသာတဲ့သူတွေပဲအရင်ဆုံးလက်လန်းနေနိုင်ပါပါ။ဒါကြောင့်ချမ်းသာတဲ့လူတွေကပုံမိုကျန်းမာပြီးတက်ရှိရှိနေနိုင်ကြပြီးဆင်းရဲတဲ့သူတွေကတော့တက်တူတူနဲ့တည်ဆုံးရမယ်လူမှုရေးကွာဟမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ကမ္ဘာအရင်းမြစ်ပြက်လက်မှုလူတွေကအသက်ရှည်ပြီးတည်ဆုံးနှုန်းကျဆင်းသွားတဲ့အခါကမ္ဘာလူကြီးဟာစမတန်တိုးပွားလာနိုင်ပါတယ်။ဒါဟာရေအဆအစာအိမ်ရနဲ့စွန့်ရင်ပြက်လက်မှုတွေကိုဖြစ်စေပြီးသဘာဝပတ်ဝန်းကျင်ကိုပုံမိုပျက်စီးစေနိုင်ပါတယ်။လောက်ကိုင်းတဲ့လူမှုတိဆောက်ဖို့တက်ကြီးပိုင်းတွေကရာထူးတွေလောက်ကိုင်းတွေကိုဆယ်စုနှစ်ပေါင်းများစွာဆုပ်ကင်ထားမယ်ဆိုရင်လူငယ်မျိုးဆက်တွေအတွက်ခွင့်လန်းတွေဆုံးရှုံးပြီးလူမှုရေးတင်းမာမှုတွေဖြစ်လာနိုင်ပါတယ်။ဒီကုန်းချုပ်ရရင်တော့ longevity technology ဟာလူသားတွေကိုယောဂဘေးရကင်းဝေးစေမဲ့ကောင်းကြီးတစ်ခုဖြစ်နိုင်တယ်လို့စနစ်တကျမထိန်ချုပ်ရင်ကဘာကြီးကိုကမောက်ကမဖြစ်စေမဲ့စင်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒီပညာတိုးတက်မှုတွေနဲ့အတူမျှတတဲ့မူဝါဒတွေသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကိုပါတပြိုင်နက်ပြင်ဆင်ထားမှသာကျွန်တော်တို့ရဲ့အနာဂတ်ကဘာကြီးကပုံမတရားလှပလာမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်လည်းဒီလိုစိတ်ဝင်စားတဲ့အကြောင်းတွေကိုသိချင်ရင် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့။